အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ဒီကျွန်တော်တို့ဖုန်းတွေအတွက် IMEI code တစ်ခုခု AMPAIN ဒါမျိုးပြထားလို့ AMPAIN ဖြစ်နေပါကတဲ့အခွန်ပေးဆောင်ရမလို့အပ်ပါကြောင်း PAIN ဖြစ်ဖို့အတွက်ဆောင်ရွက်မဲ့လုပ်ငန်းစဉ်တွေကိုဒီ CI ကနေပေါ့နော်ကြီးညာချက်တစ်ခုဒီနေ့မနေ့ပိုင်းမှာပဲထွက်ရှိလာခဲ့ဖြစ်ပါတယ်တော်တော်များများလည်းသိရှိပြီးသားဖြစ်လို့ကျွန်တော်တို့ဒီ2026ခုနှစ်မလ31ရက်နေ့နောက်ဆုံးထားပြီးတော့မှဒီကိုယ့်ရဲ့ဖုန်းတွေကိုပေါ့နော်ဒီအားလုံးစင်ကတ်စင်1စင်2စသဖြင့်မှာကျွန်တော် operator ကတ်ဒီထည့်သွင်းတော့သုံးပြရမယ်ပေါ့နော်အဲ့ဒါမှဒါကျွန်တော်တို့ register လုပ်ရမယ်ဆိုပြီးတော့မှကြီးညာထားပြီးသားဖြစ်တယ်အခုကြီးညာရေးကတော့ဒီအဲ့လိုမျိုးစင်1ဒို့မဟုတ် e-sim တွေမှာတဲ့ထည့်သွင်းသုံးပြတဲ့ဖုန်းတွေကိုဒီ31ရက်နေ့မလ31ရက်နေ့မတိုင်မီအနည်းဆုံးစင်ကတ်တစ်ခုထည့်သွင်းထားမယ်ဆိုလို့ရှိရင်တော့ဒါသူတို့ရဲ့ဖုန်းတွေရတော့ဒီကိုယ့်ရဲ့ခွင့်ပြုစာရင်း white လက်မှာစာရင်းတွင်ပြီးသားဖြစ်တယ်လို့ပဲသူတို့ပြောထားတယ်အဲ31ရက်နေ့မလ31ရက်နောက်ပိုင်းမှာတော့ဒီသူတို့ခွင့်ပြုစာရင်း white လက်မှာပါဝင်တဲ့ကြံစင်တူဥမှာကျွန်တော်တို့အနေနဲ့ဖုန်းတစ်လုံးမှာစင်1ပဲထည့်ထားတယ်စင်2ကမထည့်ရသေးဘူးနောက်ထပ်မှတ်ထည့်မယ်ဆိုလို့ရှိရင်ဒါ IMEI code ကကျွန်တော်တို့ AMPAIN ဖြစ်ပေါ်ပြနေမှာပဲဖြစ်တယ်အဲ့ဒီအတွက်လည်းကျွန်တော်တို့အရင်စိုးရင်စရာမလိုတော့ဘူးအခွန်ပေးဆောင်ရမလိုတော့ဘူးဆိုပြီးတော့မှသူတို့ပြောထားတာတွေ့ရပါတယ်ဆိုတော့ကျွန်တော်တို့အတူချုံပြောမယ်ဆိုလို့ရှိရင်ဒီ31ရက်နေ့နောက်ပိုင်းဖုန်းတွေမှာကျွန်တော်မပြတ်မတယ်စင်ကလေးတော့ထပ်တွင်းပေးထားအဲ့လိုထပ်တွင်းပြီးတဲ့အခါမှာဒီလို AMPAIN မပေးချေရရေးပါအမှားချက်လေးနဲ့ပေါ့နော်အဲ့လိုမျိုးလေးပြခဲ့ရင်ကျွန်တော်တို့စိုးရင်စရာမလိုပါဘူးမျိုးစင်းတော့ထည့်ထားပြလိုက်ပေါ့နော်အဲ့ဒါမှဒါကျွန်တော်တို့အနေနဲ့စိတ်ချလက်ချအသုံးပြုလို့ရမှာပဲဖြစ်ပါတယ်ဗျအားလုံးအဆင်ပြေမယ်လို့မျှော်လင့်ပါတယ်ဗျကျွန်တော် channel လေးကိုလည်း like and subscribe လုပ်ရတယ်ဆိုလို့ရှိရင်တော့ like and subscribe လေးနဲ့အပိကကြကိုတောင်းဆိုပါတယ်ဒီ register လုပ်တဲ့နေ့ကိုလည်းကျွန်တော် channel မှာတင်ပေးထားပါတယ်ခင်ဗျအားလုံးအဆင်ပြေကြပါစေ